အလုပ်ထဲမှာအားမရှိလို့ခံစားနေရလားနေရတာမလန်းဘူးလားဝန်ထမ်းကတက်ပုံမှာမလှမှာစိတ်ပူနေလားမပူနဲ့တော့ကံကောင်းပြီသားမှတ်ရွှေပြည်သားမှာအလုပ်လုပ်တဲ့မျိုးသမီးတွေကျန်းမာရေးကိုရေရှည်အကျိုးပြုတဲ့အစားအစာတွေရွေးချယ်နိုင်ဖို့စားကြည့်စီစဉ်ကနေပြပြပေးသွားမယ်နော်ဒီစီဇန်အတွက်အသိမှတ်ပြုအာဟာရပညာရှင်နဲ့ပူးပေါင်းပြီးရွှေပြည်သားမှာရှိတဲ့တရေစာတွေကိုကျန်းမာရေးအကျိုးကျေးဇူးအလိုက်အုပ်စု၅မျိုးခွဲထားပါတယ်အုပ်စု1အာရှိကိုခန္ဓာကြက်ခိုင်စေပြီးကြက်သားတွေတမ်းမာစေတဲ့အစားအစာတွေအလုပ်တွေများများလုပ်နိုင်ဖို့စားကြည့်အာရှိအုပ်စု2လန့်ဤအုံနောက်နဲ့အာယုံကြောကိုအားဖြည့်ပေးပြီးမှတ်ဉာဏ်တွေပိုကောင်းလာစေတဲ့အစားအစာတွေအလုပ်ခွင်မှာတက်ကြွလန်းဆန်းဖို့စားကြည့်လန့်ဤအုပ်စု3ကွက်တီခန္ဓာကိုယ်အတွက်အာဟာရလည်းဖြစ်ဗိုက်လေးပြည့်စေတဲ့အစားအစာတွေကျန်းမာရေးနဲ့လည်းညီညွတ်ပြီးဗိုက်ပြည့်ဖို့စားကြည့်ကွက်တီအုပ်စု4ထိမိအစာချေစနစ်အားကောင်းပြီးယောဂတွေရန်ကကာကွယ်ပေးတဲ့အစားအစာယောဂတွေကိုထိထိမိမိကာကွယ်ဖို့စားကြည့်ထိမိအုပ်စု5လှဤသပင်လက်သေးခြေသေးအသားရည်ကိုအားဖြစ်ပေးတဲ့အစားအစာကျန်းမာဆိုပြေလှပဖို့စားကြည့်လှဤကဲဘယ်သင်္ကေတတွေကဘာအာဟာရဓာတ်တွေပါပြီးဘလို့အကျိုးပြုတယ်ဆိုတာကိုသိသွားပြီပေါ့အော်ရှိသေးတယ်စားကြည့်စီစဉ်ကလူငယ်တွေသိချင်နေတဲ့တရေစာနဲ့အာဟာရတွေအကြောင်းတပြပေးရုံမကဘူးနော်အစီအစဉ်ရဲ့3လတာကာလမှာစားကြည့်နဲ့လက်တွဲပူးပေါင်းထားတဲ့ဈေးဆိုင်တွေကနေတဆင့်ဖောက်တဲ့ကအထူး promotion မှာစီစဉ်ထားသေးတယ်ရွေးချယ်သတ်မှတ်ထားတဲ့မုတ်တမျိုးကိုဈေးဆိုင်တစ်ဆိုင်ထဲမှာ10ချိန်ဝယ်ပြီးသွားတာနဲ့အာဟာရရှိတဲ့မုတ်တမျိုးအခမဲ့ပြန်ရနိုင်မှာပါလူဦးရေကန့်သက်ထားပြီး promotion ကာလကလည်း3လအတွင်းဆိုတော့မြန်မြန်သာတော့ဝယ်လိုက်တော့အခုပဲသွားပြီးစားကြည့်